လီနာတယောက်မမျှော်လင့်ပဲနိုးလာတဲ့အခါသူမရဲ့ဘေးမှာဂျိုသားတစ်ကောင်ရှိနေတာကိုတွေ့လိုက်ရပြီးရင်တွေတုန်သွားခဲ့တယ်။သူမထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့အပြေမရောက်ခင်မှာပဲအဲ့ဒီဂျိုသားကသူမကိုလှုပ်မရအောင်ဖိနှိပ်ချုပ်ကင်ထားလိုက်ပါတယ်။သူမပြန်လဲခုခံခဲ့ပေမဲ့အရာမထင်ခဲ့ပါဘူး။ဂျိုသားကသူမကိုပိုပြီးတင်းတင်းကြပ်ကြပ်ဖိထားခဲ့ပါတယ်။ဖိအားကပြင်းထန်လွန်းတာကြောင့်သူမသတိလစ်သွားခဲ့ပါတယ်။အဲ့ဒီဂျိုသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့်နေပြီးသူမလှုပ်သမျှကိုလိုက်လုပ်နေပါတယ်။ဂျိုသားဟာတဖြည်းဖြည်းချင်းပြောင်းလဲလာပြီးသူမရဲ့ရုပ်သွင်ကိုယူလိုက်ပါတယ်။အဲ့ဒီဂျိုသားဟာလူသားရဲ့မျိုးဗီဇတွေကိုချက်ချင်းကူးယူနိုင်စွမ်းရှိနေတာကိုတွေ့လိုက်ရပါတယ်။သူမထိတ်လန့်သွားပေမဲ့အခုချိန်မှာအရေးကြီးဆုံးကဒီနေရာကနေလွတ်အောင်ပြေးဖို့ပါပဲ။ဒါကြောင့်သူမဟာဘုံရဲ့ဘေးကင်းရေးပင်ကိုဖြုတ်လိုက်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်။အဲ့ဒီတရဝါကြီးဟာချက်ချင်းပဲမီးလောင်ကျွမ်းသွားပြီးလီနာဟာလည်းမီးပြတိုက်ထဲကနေအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။